လင်ကလည်းလှုပ်လို့မပြီးသေးဒီကြတဲ့မိုးတွေကလည်းတဲကြီးမဲကြီးရွာဆိုတော့လူတွေလည်းငလင်လှုပ်တာစိတ်ပူရတာတစ်မျိုးမိုးရွာလို့စိတ်ညစ်ရတာတစ်မျိုးနဲ့ဆိုတော့နေ့လေကကြပြလေးတစ်ပုတ်ရေးထားတယ်အားကောင်းတယ်ကြပြနာမည်ကအမုန်းကျိန်စာငလင်ကရှိန်မသေးငိမ်မနေလှုပ်တုံးမိုးချုံချုံလေထန်ထန်နဲ့ရေတလံဘွက်နော်ညက်မှာတခါနေ့ကြလို့ယုံငလင်ကလှုပ်ပါတယ်ဆိုမိုးကရွာတော့မိုးရွာကြီးထဲမှာရေတော့ဘွက်တော့ထဲမှာတခါထက်ယုံနေရတယ်ဆိုပြီးတော့စိတ်ကူးလေးပေါက်တာနေရေးတာဖတ်ကြည့်အောင်နော်